အပြစ်ထံမပေးထိုက်တဲ့ပုဂ္ဂိုလ်ကိုအပြစ်ထံပေးမယ်မပြစ်မှားထိုက်တဲ့ပုဂ္ဂိုလ်ကိုပြစ်မှားမယ်ဆိုရင်နဲ့ဖေးဆိုရန်ဆိုဓာန်10မျိုးဟာသူ့ရဲ့ဘဝမှာကြာရောက်လာတတ်တယ်ပေါ့ဖြစ်ပေါ်လာတတ်တယ်ဆိုတော့အဲ့ဒီမှာအပြစ်ဒဏ်မထားလိုက်တဲ့ပုဂ္ဂိုလ်ထားတာလည်းပဲမှားယွင်းမှုတစ်ခုပေါ့မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်ပြစ်မှားတာလည်းမှားယွင်းမှုတစ်ခုအဲ့ဒါအတော့သတိထားရမယ့်ကိစ္စတစ်ခုကိုကအပြစ်လို့ထင်မိမှန်းလို့အပြစ်မဟုတ်တာတွေရှိတတ်တယ်ပေါ့နော်အဲ့တော့မျိုးသတိထားတဲ့နယ်ပေါ့မပြစ်မှားလိုက်တဲ့ပုဂ္ဂိုလ်တော့ပြစ်မှားတယ်အပြစ်ထံမပေးတဲ့ပုဂ္ဂိုလ်အပြစ်ထံသွားပေးတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကံဆိုးမှုမောင်ကြပြီးတော့ကိုယ့်ရဲ့လောက်ရကသူ့ကိုပြန်ပြီးတော့ဓာန်ခတ်တတ်တယ်ဒါကြောင့်မို့ဓာန်10ပါးလို့ခေါ်တာပေါ့နော်ဓာန်10ပါးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မသားစရာလေးတွေရှိတယ်လောကမှာချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်ကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့လိုချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ကိုချီးမွမ်းတာရဲ့ကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်ကိုကဲ့ရဲ့တာရဲ့အမှန်ကန်ဆိုလို့ရှိရင်သူကအပြစ်မဟုတ်အမှန်ကန်ပြောတာဆိုရင်တော့အပြစ်မဟုတ်ပြောတဲ့လို့ပြောတာဆိုရင်အပြစ်မဟုတ်သို့တော့ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့သွားချီးမွမ်းရင်အပြစ်ဖြစ်တယ်သူကလည်းကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့သွားကဲ့ရဲ့ရင်လည်းအပြစ်ဖြစ်တယ်အမှန်မသိလို့ရှိရင်လွယ်မှားမှုတွေဖြစ်နိုင်တာပေါ့ဒါသတိထားရမယ်ဟာပေါ့နော်အဲ့တော့ချီးမွမ်းတာတိုင်းကောင်းသလားလို့ဆိုမကောင်းဘူးကဲ့ရဲ့တိုင်းကောင်းလားဆိုမကောင်းဘူးလို့ပြောကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့သွားကဲ့ရဲ့ရင်လည်းကိုယ်မှအပြစ်ဖြစ်တယ်ချီးမွမ်းတိုင်းကောင်းသလားလို့ဆိုချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ချီးမွမ်းရင်လည်းအပြစ်ဖြစ်ပြန်တာပဲတမန်အပြစ်ကြည့်ပဲဆိုရင်တော့လူတွေကချီးမွမ်းတာအပြစ်မဖြစ်ဘူးလို့ထင်အောင်ထင်လိုက်မဟုတ်ဘူးမချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ချီးမွမ်းရင်လည်းအပြစ်ပဲသူနဲ့သူအဝင်ခွင်ချဖြစ်ဖို့ဆိုတာဓမ္မခဲနေဒါကြောင့်မို့ကိုယ့်ရဲ့အထင်အမြင်နဲ့ကိုယ့်ရဲ့အထင်အမြင်နဲ့တကယ်ဖြစ်ပေါ်နေတာကြီးတလွဲစီဖြစ်တတ်တယ်မချီးမွမ်းတိုက်ဖဲသွားချီးမွမ်းရင်လည်းပြစ်ဖြစ်တယ်မကဲ့ရဲ့တိုက်ဖဲသွားကဲ့ရဲ့လည်းပြစ်ရှိတယ်လို့သို့တော်ဒါဖြင့်ချီးလည်းမချီးမွမ်းမှုကဲ့လည်းမကဲ့ရဲ့ဘူးဆိုတာကြတော့ကောင်းသလားလို့ဆိုတဲ့အခါကျတော့အဲ့ဒါလည်းကောင်းတယ်လို့မပြောဘူးပုဂ္ဂိုလ်၄မျိုးခွဲပြီးတော့ကြည့်အောင်ပောတတိယသုတ်ဆိုတာရှိတယ်ပောတလိယဆိုတာပရပိုက်တူရဲ့နာမည်ပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတ်သားနာယူကြည့်တဲ့ပေါ့ပုဂ္ဂိုလ်၄မျိုးနဲ့ပတ်သက်ပြီးပြောထားတာအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားနဲ့အဲ့ဒီပရပိုက်နှစ်ဦးဆုံတွေ့တဲ့အခါမှာဒီအကြောင်းကိုပြောကြတယ်ပုဂ္ဂိုလ်တယောက်ဟာတဲ့ကဲ့တိုက်တဲ့ပုဂ္ဂိုလ်တော့ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကိုတော့ကဲ့ရဲ့ပြီးတော့ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်တော့မချီးမွမ်းဘူးဆိုတာကတယောက်နော်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကြတော့ကဲ့ရတယ်ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ကြတော့မချီးမွမ်းဘူးဒီပုဂ္ဂိုလ်တယောက်နော်နောက်ဒုတိယပုဂ္ဂိုလ်ကချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်တော့ချီးမွမ်းတယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကြမကဲ့ရပြန်ဘူးနောက်တတိယပုဂ္ဂိုလ်ကချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်လည်းမချီးမွမ်းဘူးကဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းမကဲ့ရဘူး
ဒါတယောက်နောက်တယောက်ကချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်ချီးမွမ်းတယ်ကဲ့ရဲ့တတ်တဲ့ပုဂ္ဂိုလ်ကဲ့ရဲ့တယ်ပုဂ္ဂိုလ်၄ယောက်အဲ့ဒီပုဂ္ဂိုလ်၄ယောက်ထဲမှာဘယ်ပုဂ္ဂိုလ်ကိုသဘောကျသလဲဘယ်ပုဂ္ဂိုလ်သဘောကျသလဲပြန်ပြောကြည့်မယ်နော်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်တော့ကဲ့ရတယ်ချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်မချီးမွမ်းဘူးဒါနံပါတ်1ချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်တော့ချီးမွမ်းတယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကျတော့မကဲ့ပြန်ဘူးနံပါတ်2ချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်လည်းမချီးမွမ်းဘူးကဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းမကဲ့ရဘူးသူနေတယ်အဲ့ဒီနံပါတ်3နံပါတ်4ကျတော့ချီးမွမ်းတတ်တဲ့ပုဂ္ဂိုလ်လည်းချီးမွမ်းတယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းကဲ့ရတယ်အဲ့ဒီလူ၄မျိုးပုဂ္ဂိုလ်၄မျိုးဟာဘယ်ပုဂ္ဂိုလ်ရွေးမလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဘယ်ဟာကောင်းလဲကိုကြိုက်ကိုရွေးချယ်အဲ့ဒီမှာပောတလိယပြပိုက်ကတော့သူကဘာပြောတော့ဘုရားကိုရှောက်မြတ်စွာဘုရားမေးတယ်မေးဘယ်ပုဂ္ဂိုလ်ကြိုက်တုံးဆိုတော့သူကပြောတယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းမကဲ့ရဲ့ဘူးချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်လည်းသူမချီးမွမ်းဘူးကိုယ့်ကိုအေးအေးဆေးဆေးလစ်လျူရှုနေတာကောင်းတယ်ဘယ်သူမှကြည့်မနေနဲ့မပြောနဲ့အဲ့ဒီပုဂ္ဂိုလ်ကောင်းတယ်လို့သူကဆုံးမနော်ကဲ့တဲ့ပုဂ္ဂိုလ်လည်းမကဲ့ရဲ့ဘူးချီးမွမ်းတဲ့ပုဂ္ဂိုလ်လည်းမချီးမွမ်းဘူးဥပိ္ပခရှုနေတာအဲ့ဒါအကောင်းဆုံးလို့သူကြိုက်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ဘာလို့လဲဆိုသူကြောင်းပြတာတော့ဗါလစ်လျူရှုတာကောင်းတယ်ပေါ့သူချီးမွမ်းတိုက်တာပဲဖြစ်ဖြစ်ကဲတိုက်တာပဲဖြစ်သွားလဲကဲလည်းမကဲရနဲ့ချီးမွမ်းလည်းမချီးမွမ်းနဲ့ကဲလည်းမကဲရနဲ့ချီးလည်းမချီးမွမ်းနဲ့အဲ့ဒါကောင်းတယ်ဥပိ္ပခရှုတာကောင်းတယ်သူကအဲ့လိုဆိုတယ်အဲ့တော့မြတ်စွာဘုရားကတော့အရှင်ဘုရားကတော့ဘယ်သူကြိုက်တုံးဆိုမြတ်စွာဘုရားကမရှိတယ်ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ကိုတင့်တော်တဲ့အချိန်ကာလချီးမွမ်းမှုအချိန်တိုင်ချီးမွမ်းတဲ့ကဲ့တိုက်တဲ့ပုဂ္ဂိုလ်ကလည်းပဲအချိန်ခါလိုက်ပြီးတော့ကဲ့တိုက်တယ်အဲ့တော့မြတ်စွာဘုရားကတော့ကတော့တဲ့ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်အချိန်အားလျော်စွာချီးမွမ်းရမယ်ကဲ့တိုက်တဲ့ပုဂ္ဂိုလ်လည်းအချိန်ခါအားလျော်စွာကဲ့ရမယ်အဲ့ဒီပုဂ္ဂိုလ်မျိုးငါကြိုက်တယ်တဲ့ဘာဖြစ်လို့တော့ဆိုတော့အရာခသိမ်းမှာအချိန်ကာလကိုနားလဲတာအခွင့်အခါကိုနားလဲတာကောင်းတယ်တဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးဖြတ်ချက်အဲ့တော့ပောတလိယပြပိုက်ကလည်းမြတ်စွာဘုရားရဲ့အဖြေကိုသူကလည်းသဘောကျပြီးတော့သူလည်းအဲ့ဒါကိုလက်ခံပါတယ်ရှောက်တယ်တပောတလိယသုတ်ဆိုတာလေးရှိတယ်နော်အဲ့ဒီဆွေးနွေးကန်လေးမှာဒါလေးလည်းမှတ်เสียရပဲ